ပထမအဦးဆုံးအားဒူးတော်ကြောင်းပြီးတဲ့အချိန်ပေါ့နော်အဲ့ဒါကဘယ်ချိန်တော့လဲဆိုတော့ဆရာအခုအသက်21ကွာဆရာက10တန်းပြီးလို့အောင်သင်းထွက်ပြီးရဲ့အချိန်ကနေဆရာစာသင်နေတာဂိုက်တင်တာပေါ့နော်အဲ့ဒီမှာဆရာ16နှစ်18နှစ်သားပဲရှိသေးတယ်ဆရာတို့နောက်ဘယ်လောက်လဲတော့ဆရာအတိအကျမသိတော့ဆရာဖုံးတော်ကြီးစဉ်ပညာရေးကျောင်းတစ်ကျောင်းမှာဆရာကဝင်ပြီးတော့ဂိုက်လုပ်ပြီးတယ်ပေါ့နော်ဘာသာပြန်လဲဟုတ်တယ်ဂိုက်လဲဟုတ်တယ်ပေါ့အဲ့မှာဆရာသင်ပေးရပေါ့ဆရာတို့ကဘောနော်ဆရာအကျောင်းအိမ်ကျောင်းစားအဲ့ဖုံးကြီးကျောင်းမှာပဲဆရာအိတ်တယ်ဖုံးကြီးကျောင်းမှာပဲနေတယ်ပေါ့နော်ညာလဲဆရာပဲအိတ်တာဆိုတော့ကျွန်တော်ဆရာတို့ကအဲ့ဒီမှာပေါ့ဆိုအဆောင်2ဆောင်ရှိတယ်အဆောင်ကြီး2ဆောင်ရှိတယ်တစ်ဆောင်ကဆိုအုပ်နဲ့စောက်ထားတာအဝါရောင်အုပ်တွေနဲ့ပေါ့အဝါရောင်ကဖုံးကြီးကျောင်းအဝါရောင်တိုက်တယ်ဆိုမင်းတို့မြင်သားထင်သာရှိမှာဆိုတော့တိုက်တော်မဟုတ်ဘူးပေါ့အပေါ်သွတ်မိုးလေးနဲ့နောက်တစ်ဆောင်ကကြာဆရာတို့ကစာသင်ဆောင်2ဆောင်ရှိတယ်တစ်ဆောင်ကပထမပြောသလိုပဲနောက်တစ်ဆောင်ကကြာဆရာတို့ဘာနဲ့ဆိုတော့အပါနဲ့လှုပ်ထားတဲ့သူကပေါ့တက်ထက်လို့တော့မဟုတ်ဘူးပေါ့ကွာသူကဒီလိုမျိုးတစ်ဆက်သေးလှုပ်ထားတဲ့ဟာသူတက်ထက်တော့မဟုတ်အထဲထဲမှာဟိုနောက်တော့ကဝရန်နာလိုတေးသေးလေးအခုရှိသေးတယ်ဒါက floor ဆိုရင်နောက်တစ်ခုကဒီနားမှာတက်ဝက်ရှိသေးတယ်ဒီကောင်ဒီလိုနှစ်ထပ်အပြည့်မဟုတ်ဘူးဒီလိုမျိုးလေးဒီနားမှာဝရန်နာကနေလန့်ပြီးကြည့်လို့ရတယ်ကြောက်တယ်မော်ဒီနားမှာရှေ့ဆိုအပေါ်ကနေလည်းလန့်ကြည့်လို့ရတယ်ဒီလိုမျိုးလေးဟုတ်ပြီနော်ဒီပေါ်မှာလူလေးတက်ပြီးဟိုလိုကြည့်လို့ရတယ်အဲ့လိုမျိုးအဆောင်ရှိတယ်အဲ့လိုမျိုးရှိတဲ့အဆောင်ပေါ့နော်မောင်နည်းနည်းဟိုကအမေရေနံကြီးရေတုတ်တဲ့ရေနံစီရေတုတ်ထားတဲ့အဆောင်ကတစ်ဆောင်ပေါ့အဲ့လိုနှစ်ဆောင်ရှိတယ်အဲ့ဒီမှာဆရာကအဆန်ကအတရေပါညာရေကိုမကြောက်ဘူးလားကြောက်တယ်။ကလေးဆိုတော့ကလေးတော့မဟုတ်16ဆောက်ကောင်ဆိုတော့လူငယ်ဆိုတော့ကွာဒါပေမဲ့စူးစမ်းနေတယ်လည်းရှိတယ်။အဲ့ဒီမှာပထမတော့ဆရာတို့အထဲမှာဆရာတပည့်ထဲမှာတယောက်ရှိရအောင်နော်ဆရာတို့ကလေးတယောက်ပေါ့။ကောင်းပါလေးပေါ့။သူကဘာနဲ့တူလဲဆိုတော့ဘောနော်သူကနည်းနည်းလိပ်ပြငယ်တယ်။တိတ်ပြီးတော့ကျမ်းမာရေးတိတ်မကောင်းနောက်တစ်ခုကပိမ့်ပပလေးပိမ့်တေးသေးလေးသူကဘာဖြစ်လဲဆိုသူ့မှာထူးခြားချက်တစ်ခုရှိတယ်။ဘာလဲဆိုတော့သူကအဲ့လိုမျိုးနာနာဘဝပေါ့နော်ပရလောကသားတွေကို तू ကမြင်ရတာ तू မြင်နိုင်လွမ်းရှိတယ် तू မြင်ပြီပေါ့ဆရာရောက်လာတဲ့အချိန်မှာဆရာနည်းနည်းတော့နောက်ကျမှဆရာရောက်လာတယ်ပေါ့ဆရာအစတင်ပေးတာတော့ तू ကတကယ် तू တွေ့ဆရာတပည့်တော်တော်များများလည်းပြောတယ်ပေါ့ तू ကအဲ့လိုမျိုးမြင်တတ်တဲ့ဆရာ तू မြင်တာတွေ तू ကတခါတည်းအဲ့လိုမျိုးကြောက်အားလန့်ဖြစ်တာရှောက်ပြောရမဟုတ်ဘူးပါညာဒါပေမဲ့ဆရာမယုံဘူးကွာမြင်မ तू မြင်နေဆိုတာထင်အောင်ထင်မှဖြစ်တယ်လို့ပဲဆရာထင်တယ်လို့ပဲဆရာထင်တာကွာအဲ့ဒီမှာဘာဖြစ်သွားလဲဆိုတော့ဆရာတို့စောင့်မွဲစစ်တယ်ပေါ့အဲ့ဒီတော့ဆရာတို့ည8 နာရီမှာဆရာတို့စောင့်မွဲစစ်ကြတယ်ထူးဆန်းဆန်းအဲ့ဒီညကည8 နာရီမှာဆရာတို့စစ်တယ်နည်းနည်းစောင့်မွဲနောက်ကျသွားတယ်ပေါ့တနာရီခွဲမေးခွန်းမေးတယ်နှစ်ဆောင်ပေါ့အဆောင်2ဆောင်ရှိတာဆရာပြောတဲ့အဲ့ပေါ့နော်ဆရာတို့အသေး6ခံရမယ့်အဆောင်အဲ့လိုအမောင်မဲမဲကြီးနောက်တစ်ခုအရှိတစ်ထပ်ဆောင်ပုံစံမျိုးပေါ့ဂျင်းတန်ကြီးတုတ်ထားဆိုတော့အိမ်အမဲကြီးလို့ဖြစ်နေတာအဲ့ဒီမှာဆရာဆောင်ပွဲကန်းစောင့်ရတယ်အဲ့ကလေးမလေးကလည်းအဲ့ဒီမှာပါတယ်အဲ့ဒီမှာဆောင်ပွဲကန်းစောင့်တာဘာမှမဖြစ်သေးဘူးဘာမှမထူးဆန်းသေးဘူးကွာဟိုဒီတိုင်းပဲဆရာတို့စာတွေဖြေခိုင်းတယ်ဆောင်ပွဲတွေဖြေခိုင်းတယ်စာရွက်တွေပြီးတယ်8 နာရီကနေဖြေတယ်9 နာရီခွဲလောက်ပေါ့9 နာရီမခွဲခင်တော့မှဆရာတို့ပြီးတယ်ပေါ့တနာရီခွဲမေးခွန်းဆိုပေမဲ့အဲ့ဒီမှာစပြီးတော့ထူးဆန်းတာပဲဆရာအကုန်လုံးရဲ့အဖြေလွှာတွေကိုဆရာလိုက်ကောက်တယ်အဖြေလွှာတွေကိုဆရာလိုက်ကောက်တယ်လိုက်ကောက်တဲ့အချိန်မှာအဲ့ကလေးမစပြီးတော့ထူးဆန်းနေတယ်အနောက်ကိုလန်းကြည့်တာဒါပေမဲ့ကွာအပေါ်ဒီနေရာမှာဆို तू ကအပေါ်ဓာတ်ကလည်းဆရာပြောသလိုပဲဆောင်ပွဲဖြေရပဲဒီလိုမျိုးပေါ့အောက်ကအထက်ဆိုရင်အပေါ်ဓာတ်ကဒီလိုအပြည့်မရှိဘူးဒီလိုတုတ်ဝက်လေးဒီနားမှာဒီလိုတုတ်ဝက်လေးလှေကားလေးတက်သွားလှေကားလေးနဲ့တက်သွားတာအဲ့နားမှာလူနေလို့ရတယ်ပရင်းပေါက်လေးဝရဏာလေးရှိဝရဏာလိုပုံစံမျိုးလေးနော်ဒါပေမဲ့အထဲထဲမှာအိမ်ထဲထဲမှာပဲရှိရအဲ့လိုမျိုးဒီပေါ်နေလမ်းရှိဆိုအဲ့လိုမျိုးပေါ့အဲ့လိုပုံစံမျိုးရှိတယ်အဲ့ဒီမှာသူအဲ့ဒါကြီးပဲလမ်းကြည့်နေဆရာပြောတာစာချေးလို့စာမွဲဖြေပြီးသွားရင်စာစစ်လေလို့ဘာလို့စာမစစ်တာသမီးလို့အဲ့ဒါသူကပြောဆရာလည်းမဟုတ်ဘူးတဲ့သမီးကြောက်တယ်ဘာလဲပြောတာပေါ့ဒါကတော့စာမရဘူးထင်တာပေါ့ဒါပေမဲ့ဆရာသူ့အဖြေလောက်ကြည့်တော့အကုန်ဖြေထားပြီးသားအဲ့မှာထူးဆန်းလာစထူးဆန်းပြီပေါ့သူကပြောတယ်ဆရာပေါ့သမီးအနောက်မှာကောင်လေးပေါ့ကောင်လေးတယောက်ကသမီးကိုအဲ့ဝရဏာဘဝကနေလမ်းကြည့်နေဝရဏာဆိုဆရာကအပြင်ဝရဏာတော့မဟုတ်ဘူးနော်အိမ်အထဲထဲမှာရှိရဝရဏာပေါ့ကွာအဲ့လိုတွေကနေသမီးကောင်လေးရတယ်ကြောင်းစိမ်းအင်ဂျီနေတယ်လမ်းပြီးတော့လိုကြီးကြည့်နေရတယ်သူကစိတ်လဲဆိုးနေရတယ်ဟာဒီကြောင်ငန်းနေပြောပြီပေါ့ဆရာမယုံပါဘူးလားအစပေါ့အဲ့မှာအဲ့လိုဖြစ်တဲ့အချိန်မှာဘာထပြီးတော့ထူးဆန်းလဲဆိုတော့သူအဲ့ဒါကြီးပဲကြည်တာတနည်းအဖြေလာမစစ်တော့ဘူးလားဆရာယူလိုက်တယ်ဆရာလည်းငါလည်းယူလိုက်တာပေါ့ယူလိုက်တဲ့အချိန်မှာအဖြေလာတွေဆရာယူပြီးတော့တသက်စုပြီးဟိုဘက်အဆောင်ဆရာသွားပေးတာတော့အဲ့ဘက်အဆောင်သွားပေးတယ်ပေါ့နော်အဲ့ဘက်အဆောင်သွားပေးတဲ့အချိန်မှာဆရာပေါ့ဆရာတပည့်တခြားတပည့်မိတာပေါ့ဟေ့အောင်မင်းအဲ့ကလေးမဘာလို့ဖြစ်နေတာပါညာဆိုဆရာယောက်ျားလေးတပည့်တွေပြောဆရာတဲ့ဒီအဆောင်မှာတဲ့မနော်ဆရာကဘယ်အကြောင်းတွေပါဆရာမပြောဘူးနော်ဒါဒီတိုင်းပဲနာမည်မဖော်ဘူးပြီးတော့မပြောပါဘူးဘယ်အကြောင်းတွေမပြောရင်သူကအဲ့ဒီကျောင်းဆောင်မှာတဲ့8 တန်းကလေးတယောက်ကဆရာတို့တော့10 တန်းဒီပဲရှိရပါတော့8 တန်းကလေးတယောက်ကယောက်ျားလေးပေါ့8 တန်းကလေးယောက်ျားလေးတယောက်ကသူကိုသူ
အဲ့မှာနော်အဲ့လိုမျိုးအဆုံးစီရင်ထားတယ်ပေါ့အဲ့လိုမျိုးပေါ့ဆရာတော် TikTok policy နဲ့ညှိမှာဆိုဆရာမပြောတော့ပါဘူးအဲ့လိုမျိုးဖြစ်ထားတယ်ပေါ့ကွာအဲ့လိုဖြစ်ထားတယ်ဆိုတော့ तू ကဟိုဆရာနည်းနည်းတော့စိုးရင်တော့ဘာလို့တကယ်ကြီးလားလို့ဆရာတပည့်အကုန်လိုက်မေးတယ်နောက်ပြီးတော့ဆရာဖုန်းတော်ကြီးပညာရေးဆိုတော့ဆရာတို့မှာဦးစင်းရှိတယ်ဦးစင်းကဦးဆောင်တာဆိုတော့ဆရာဦးစင်းကိုလည်းမေးလိုက်တယ်ဦးစင်းကိုမတ်ရထင်တယ်ဦးစင်းလားတခြားဆရာကြီးလားမသိဆရာမေးလိုက်တယ်တကယ်လားဆိုတော့ဟုတ်တယ်တကယ်တဲ့နည်းနည်းခေါင်းကြီးသွားတာပေါ့နော်ဟာတကယ်ဆိုရင်တော့ဘာလဲပေါ့ဒါပေမဲ့ကလေးမှဖျော်နေမှဖြစ်တယ်လို့ပဲဆရာခံယူသေးရဲ့အခုချိန်အဲ့မှာဆရာလမ်းမှာမေးနေအဲ့အဖြေလွှာတွေကိုနောက်ထပ်ဒီအဆောင်သွားထားတယ်အဆောင်အနေနဲ့တော့နီးတယ်ဒီလိုမျိုးလေးပဲဒီလိုမျိုးအိမ်လေးရလိုမျိုးဆိုဒါဒီအဆောင်သွားဆရာသွားပွေးတယ်ပြီးတော့ဒီထက်ကိုပြန်ဝင်လာအဲ့ဒီမှာစတာပဲအဲ့ဒီမှာစပြီဘာလဲဆိုတော့ तू ကပေါ့နော်ဆရာကအဲ့ဒီအခန်းထဲကိုအဲ့ဆောင်းမွဲခန်းထဲကိုဆရာ6လောက်လေးတစ်ဖက်ချလိုက်တဲ့အချိန်မှာမီးပြတ်တာဝုန်းလုံးမီးပြတ်သွားတာမီးပြတ်ပြီးဘာဖြစ်လဲဆိုတော့ဒီမှာကဆရာစပင်ကကောက်တယ်ဆရာစပင်ကကောက်တယ်ကောက်တော့ဆရာစပင်ကများသွားပြီလေတိုက်တယ်ဆိုရင်ဟုတ်လို့များသွားပြီစပင်ပြော့ပြီးတော့ပြောင်းတဲ့လူတွေလိုမျိုးကွာစပင်ပြော့ပြောင်းတဲ့သူတွေလိုမျိုးဆိုတော့လွယ်လွယ်မခါတတ်ဘူးအဲ့မှာဆရာစပင်ကဒီလိုဖြစ်နေဘာလို့ဖြစ်နေရဲဆိုတော့အဲ့လိုမျိုးချလိုက်တဲ့အချိန်မှာမီးလည်းပြတ်သွားတယ်ဆရာက6လောက်ချေတန်းလဲချတဲ့အချိန်မှာဒီနှစ်ထင်ရရှိတဲ့နှစ်ထင်မိုးတွေကစက်သိန်းကြီးမွေးညင်းတွေထောက်ဝုန်းဆိုဒီလိုမျိုးဒီလိုရှိတဲ့နေရာနဲ့ဆရာအခုဆိုလက်နဲ့ထောင်မှထောင်တာကွာအဲ့လိုပေါ့လက်နဲ့ထောင်တယ်ဘယ်လိုလဲဝုန်းဆိုပြီးလို့ထောင်သွားတာဟာပေါ့လူကအရန်ကိုတုံလုံးသွားတာပေါ့မကွာထားပါတော့ကွင်းမြင်ထဲမှာဆရာအဲ့လိုဖြစ်နေတော့အဲ့လိုထောင်နေဆိုရင်တော့မင်းတေးကြပြီငါတော့မိုးချိုးပြစ်ခံရတော့ဒါပေမဲ့စာသင်ခန်းထဲမှာစာမိုးဝဲခန်းထဲမှာအိမ်ထဲမှာအဲ့လိုဖြစ်သွားဆိုလူကအရန်ကိုပြတ်တက်သွားတာပတခါမှအဲ့ဒီခံစားချက်ကိုတဘောဝါလုံးတစ်သက်လုံးမခံစားဘူးသေးဘူးအဲ့ဒီချိန်မှာအဲ့ဒီဥစ္စာဖြစ်လို့ဝုန်းဆိုပြီးလို့ထလာတဲ့အချိန်မှာသွားပြီငါတော့တခါမှမကြုံဘူးလို့ဆိုတော့ကြုံပြီဆိုပြီးတော့ဆရာရင်ထဲအသေးလေးကနေပြီးတော့လိုက်လဲဆရာတုံသွားတာတုံလှုပ်သွားတာကြောက်တယ်မပြောသေးဘူးတုံလှုပ်သွားတာပေါ့တခုခုတော့မဟုတ်တော့ဘူးပေါ့တခုခုတော့မဟုတ်တော့ဘူးဆိုပြီးတော့အဲ့ကလေးမလေးခုနကအဲ့ကလေးမလေးပဲပြန်អော်ဆရာကြောက်တယ်အဲ့လိုကြီးမလုပ်ပါနဲ့ဘာဆိုဘာလို့ဖြစ်တာလဲဆိုတော့အဲ့ကောင်လေးကစိတ်ဆိုးနေအဲ့ကောင်လေးစိတ်ဆိုးနေဆိုပြီးတော့မမဲတဲ့မှာသူတယောက်တည်းမြင်ရဆရာတို့မှာဖျောင်းနိုင်ပြီးထွန်းတယ်နောက်တစ်ခုကဟောပေါ့ဆောင်းမွေးကိုင်းလည်းပြီးတော့မှဆိုပြန်ထွက်ခိုင်းတော့မထွက်ခင်မှာဆောင်းမွေးအဲ့ပေါ့ဖျောင်းနိုင်ပြီးထွန်းတယ်ဖုံးပြီး flash ပြီးထွန်းတယ်ပေါ့အဲ့မှာအဲ့လိုထွန်းလိုက်တဲ့အချိန်မှာအဲ့ကလေးမလေးကပြောပေါ့ဒီလိုကြီးပဲနောက်ကိုပဲကြီးတော့တာဆရာသမီးကြောက်နေပါအဲ့ကလေးမလေးဒီနားမှာနေတာဒီလိုမျိုးပေါ့ဒီလိုမျိုးဆိုရင်ဒီနားမှာနေတာပေါ့လှမ်းချင်တယ်သမီးအဲ့တော့လှမ်းချင်တာမြင်နေရတယ်သမီးတို့ဒေါသထွက်နေဆရာအောင်လည်းဒေါသထွက်နေပြီမျက်လုံးတွေကလည်းပြိုးနေပြီအဲ့လိုပြောပြီးတော့ဆိုတော့အောက်ထပ်မှာစာသင်ကုန်းတွေစာမွဲဖြေတဲ့စာသင်ကုန်းတွေအပြင်ဆရာတို့ကစီပိုင်းတွေရှိတယ်တန်စီပိုင်းကြီးတွေကအကြီးတွေဟုတ်လို့ကြီးအကြီးတွေဆိုတဲ့နေရာမှာကွာပုံမှန်လူတိုးတော့မှာဆိုတော့တိတ်မရွေ့နိုင်ဘူးသဘောပေါက်လားအဲ့တော့အပေါ်ကနေဟိုပစ္စည်းတစ်ခုကြာမှာအဲ့စီပိုင်းနဲ့အတန်မြည်တာပေါ့နော်အဲ့ဒီမှာဆိုတော့ဘာဖြစ်သွားလဲဆိုတော့ဒီမှာပေါ့အဲ့မှာစတာပဲဆရာတဲ့အဲ့ကောင်လေးရတယ်အောက်ကိုဆင်းလာတော့မှလဲဆရာလည်းပြပြီးပေါ့ဘလို့မပြဘဲနေမှာလဲဟိုနှစ်ထင်းမွေးနေမှာကွာစက်သိန်းနေပါအသီးထလာပါတယ်ဆိုမှတော့ဆရာလည်းစယုံပြီပေါ့ရှောက်မပြောနဲ့လို့ကြောင်ရဲနေရအောင်ကြောက်ယူနေယူတာပေါ့ဟဲရှောက်မပြောနဲ့လို့သူ့အပေါ်ပြန်တဲ့ခိုင်းနေပါလေလှုပ်ခိုင်းတာပေါ့အဲ့ဒီမှာတကယ်ကြီးဗျာဘာဖြစ်လဲဆိုတော့သူလည်းခုံချလာပြီဆိုပြီးတော့ကွာအဲ့မှာဆရာတို့ဘာမှမရှိတဲ့စီပိုင်းကြီးတွေဒီလိုစီပိုင်းကြီးတွေကအပေါ်တစ်ခုခုအုံဆိုပြီးတော့ကြားတဲ့အတန်လိုမျိုးဖြစ်ပြီးတော့ဘာဖြစ်သွားလဲဆိုတော့အဲ့ဒီစီပိုင်းပေါ်မှာဘုံဆိုပြီးလူကကြလာဒီလိုမျိုးပေါ့ဘုံဆိုပြီးတော့အဲ့လိုကြောက်အုံဆိုပြီးကြားလိုက်တယ်ဆရာသူကလည်းအောက်ကိုဆင်းလာပြီဆိုတော့ကြောက်တာဗောမြင်ရလဲသူတို့အဲ့ကလေးတွေမဟုတ်ဘူးကွာအဲ့သူပြောရဲဆင်းလာပြီလို့ပြောချင်ပါကွာအဲ့စီပိုင်းပေါ်မှာလူတယောက်ကအုံဆိုပြီးတော့အပေါ်တက်ခုန်လိုက်တယ်လို့မျိုးအတန်ဖြစ်တဲ့အချိန်မှာတခန်းလုံးလဲပြေးငါလဲပြေးတော့တာပဲမရတော့အတကုံပြေးတာဆိုတော့အခန်းထဲထွက်တာပေါ့ဒါပေမဲ့မပြီးသွားဘူးအဲ့ဒီစီပိုင်းပေါ်မှာလူစီပိုင်းတစ်ခုမကောက်ရှိရပါ၄၅ခုလောက်ရှိရစီပိုင်းတွေပေါ်မှာဝုန်းဆိုပြီးတော့ခုန်နေတယ်လို့မျိုးကြီးကြောက်ပေါ့အဲ့လိုမျိုးပေါ့ခုန်နေတယ်လို့မျိုးလူတယောက်ကအဲ့လိုခုန်နေတယ်လို့ဖြစ်တာတော်တောင်းနဲ့ပြီးမသွားဘူးဆရာရဲ့မတ်ရအဲ့ကောင်တော်ကိုစိုးတာအဲ့ဒီအဖြစ်ပြက်ပေါ့နော်အဲ့ဒီအဖြစ်ပြက်ကတော်ကြီးကိုဒူးတုံစရာတကယ်ကိုကြောက်လန့်တုံလုံးစရာကောင်းတဲ့အတွေ့အကြုံလို့ဆရာပြောရတယ်အဲ့ဒီမှာဆရာစပြီးတော့စရစီဆိုတာထက်တေချာအယုံကြည်ရှိသွားပေါ့ဒီလိုမျိုးလောကသားတွေလည်းရှိတာပဲပေါ့ဒီလိုမျိုးအဲ့လိုပြောပေါ့နော်တခြားပရာလောကပါညာတွေလည်းရှိတာပဲဆိုဆရာယုံသွားတာမင်းကွာဆရာအဲ့စီပိုင်းနဲ့ဆိုဆရာတို့တွန်းရင်တော်တော်တွန်းယူတာဒါပေမဲ့အဲ့စီပိုင်းတွေလှုပ်ဒုံဖြစ်ကုန်တာဟာလို့အဲ့ဒါကအမတ်ရဆုံးပဲအဲ့ကလေးမလေးလည်းဒါကိုပြာတက်ပြီးတော့မေ့ပြီးတော့လဲတော့မလို့ပါလို့ဖြစ်တာဆရာကွယ်လည်းပြာနေနှစ်ထင်မိုးတွေလည်းထောက်အောင်နေ
လူကဆက်ကြောက်ဆောက်ကုန်ရှိသေးရကွာနော်အခုလိုမျိုးနှကန်းမွေးတွေနဲ့ပတိုင်းမွေးတွေနဲ့ခံကြောကြီးမဟုတ်သေးဘူးနောက်ပြီးအခုလိုမျိုးသိရမလားမကြောက်တဲ့လူလည်းမဟုတ်သေးဘူးပေါ့နော်အဲ့လိုမျိုးဆိုတော့တော်တော်ကြီးဆိုးတယ်အဲ့လိုမျိုးဖြစ်ပြီးတော့ဖြစ်လဲဖြစ်ရောဆရာတို့အဲ့အခန်းထဲကိုမဝင်တော့ဘူးဆောင်းမွေးကန်အဲ့ကန်ကောင်းချင်တော့အဲ့ခန်းအဲ့နေရာဆောင်းမွေးနောက်ဆုံးနေပဲအဲ့လိုဖြစ်တာမိုးတွေကလည်းချိန်မီးတွေကလည်းပြက်ဆိုအာလာတကယ်ပါတကယ်ထိတ်လန့်စရာကောင်းတာတကယ်ကြောက်မိပါတယ်ဆရာကိုယ်တိုင်ဝင်ခံပါတယ်အဲ့ဒီပြီးအဲ့ဒါလည်းပြီးရောကျောင်းမှာနေတဲ့ကျောင်းရေးကျောင်းသားတွေရောဆရာကိုယ်တိုင်ရောညာရေးညတယ်ဟိုသိရမလားရှူပေါက်တော့အပေါ်အလေးသွားတာလို့ဆိုရင်တယောက်နဲ့တယောက်နှိုးမှာပဲသွားလို့တယောက်နဲ့မသွားရတော့ဘာလို့လဲဆိုတော့ဒီအဆောင်ကနေပေါ့နော်ဒီအဆောင်ကနေထွက်ပြီးတော့ဆရာကတွိုင်းလက်ကဟိုဘက်သွားရဆိုအဆောင်နှစ်ခုကြားကနေတွားဆိုတော့ဟိုအဆောင်ကြီးမြင်နေရတာမရဘူးရှူတာအောင်းရင်ခံဟိုတွိုင်းလက်သွားမှာအပေါ်သွားမဲ့ဥစ္စာကိုသွားအောင့်ထားရင်အောင့်ထားလိုက်တော့မယ်တော်ပြီမနဲ့မှသွားတော့တာမနဲ့တော့မှနေမထွက်ရင်မသွားရင်အဲ့လိုမျိုးပေါ့ဒါကတော့မမရကိုအချောက်ခံလိုက်ရတဲ့အချောက်ခံရဆိုတော့ဆရာကို6တာလားမဟုတ်လားမသိကြပါပဲဘသူ့ကို6မ6ဆရာတော့ဆရာကိုယ်တိုင်တော့ကြောက်သွားတယ်အဲ့လိုမျိုးပေါ့ကြောက်တဲ့အမှတ်တရပေါ့ဒါပေမဲ့အဲ့ဖြစ်ခဲ့တဲ့ကလေးတယောက်သူ့အတွက်လည်းဆရာတို့စိတ်မကောင်းဖြစ်ပါတယ်ကုသကောင်းမှုလည်းလုပ်ပေးမှုလည်းလိုအပ်ပါတယ်တကယ်လည်းစိတ်မကောင်းဖြစ်ရတယ်ပေါ့နော်အဲ့ဒါလေးအတွက်အဲ့ဖြစ်တတ်ပေါ့အဲ့ဒါကတော့ဆရာကြုံတွေ့ဘူးတဲ့အဲ့လိုမျိုးနော်ပရောလောကနဲ့ပတ်သက်တဲ့တော်တော်များတဲ့ရမှာတခုပေါ့ဆရာခဏကြုံရတယ်အဲ့ဒါတွေခဏကိုကြုံရတာအခုစာသင်နေတဲ့ဒီအခန်းထဲမှာတော့အဲ့လို2ခါလောက်ကြုံမှုတယ်ဒါပေမဲ့ထားပါနောက်မှပြောပြမယ်ဒါတော့ဒီနေ့သိရမလားပြောပြ sharing လေးလုပ်တာ follow လုပ်ပြီးသွားအောင်တငယ်ချင်းတွေကိုလည်းပြောပြီးသွားအောင်ဗီဒီယိုလေးကိုလည်း repost လုပ်ပြီးသွားအောင်ဒီတရေဗီဒီယိုကတော့ဆရာတကယ်ဘဝမှာဆရာမလိမ်ဘူးဘဝမှာအမှန်တကယ်ကြုံရတာမန္တလေးကကျောင်းသားတွေရှိသူဆရာကိုလာမေးလိုက်ဆရာရန်ကင်းတောင်ချင်းမှနေရဆရာအဲ့ကျောင်းကိုလိုက်ပြမယ်ဘလောက်ကြောက်ဆရာကောင်းလဲဆိုတော့မင်းတို့6ခိုင်းရမင်းတို့ပါမင်းတို့နော်ငါနဲ့မဆိုင်ဘူး okay နောက်ဗီဒီယိုမှာတွေ့ကြတာပေါ့